ကျွန်တော်တို့ပြန်တဲ့ event မှာအခုရောင်းရဆုံးလက်မှတ်လေးတွေပေါ့နော်ဘယ်လက်မှတ်တွေရောင်းရဆုံးလဲဆိုတာကျွန်တော်တို့ပြောပြပေးမယ်အဲ့ဒါကကျွန်တော်တို့မြန်မာသင်းချန်ပေါ့နော်မြန်မာသင်းချန် Festival မှာကျွန်တော်တို့ day 3 G လက်မှတ်တွေလည်းရောင်းရတယ်နောက်ပြီးတော့day 3 VIP လက်မှတ်တွေလည်းရမ်းရောင်းရတယ်ပေါ့နော်အဲ့နှစ်ခုအရင်ဝယ်တယ်နောက်ပြီးတော့ day 5အဲ့ဒါကြီးရမ်းရောင်းရတယ်လူရမ်းသွားများကြတယ် all day ကတော့အခုချိန်မှာအရန်တန်တယ်all day 4ရက်လုံးကိုမှကျွန်တော်တို့3သိန်းကျော်နေပဲရောင်းချပေးရဲဆိုတော့2ရက်လောက်ပဲသွားပြီးတော့ပြန်မယ်ဆိုရင်တော့တန်နေကွာဒါမြန်မာသင်္ကြန် festival ပေါ့နော်ပြီးကြလို့ရှိရင်နောက်ထပ်ဘာကတန်လဲဆိုတဲ့အခါကျတော့RGN နေလည်းအခုရမ်းရောင်းရတယ်သူက16ရက်နေ့တရက်ထဲပဲဒါပေမဲ့သူက event pack မှာလောက်မှာပေါ့နော်16ရက်နေ့တက်ပဲဆိုတော့လူရမ်းစိတ်ဝင်စားတယ်သွားကြတယ်နောက်တစ်ပွဲကကျတော့ဒီ beach club ပေါ့နော် beach club ကကျတော့ဆရာဆန်လမ်းမှာရွှေဘဲရှိရဆရာဆန်လမ်းမှာသူကbeach mode နဲ့ပေါ့နော် beach mode နဲ့လောက်တယ်နေရာလေးလည်းမစိုးဘူးဆိုတဲ့အခါကျတော့သူတို့သွားရတယ်နောက်တစ်ခုကကျတော့အင်းရနောက်ဟိုပါပေါ့အင်းရဟို mass sport အင်းရတိတ် hotel compound နဲ့ဒါလည်းကျွန်တော်တို့အရန်သွားရတယ်နောက်ထပ် finalize ပေါ့နော် finalize ကတော့ရွှေတွတ်တယ်ပွဲမှာသူလည်းအရန်ရောင်းရတယ်အဲ့တော့မြန်မာသင်္ကြန် festival ကတော့ဒီတန်းပေါ်မှာဖြစ်တဲ့အတွက်အရန်သွားရတယ် day 3တစ်စောင်းနဲ့ဝယ်မယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့မကြောက်ဘူး day 3တစ်စောင်းပဲဝယ်မယ်ဆိုလို့ရှိရင်လည်းချီပဲဆိုလို့ရှိရင်လောလောဆယ်4000ပဲရှိသေးတယ်4000နဲ့ဟုတ်တယ်အဲ့ဆိုတော့မစိုးဘူးပြောရတယ်အဲ့ဒါကိုမှသူကဒီနေ့ဈေးမတက်သေးဘူးပေါ့နော်ဈေးမတက်သေးဘူးဆိုတော့အခုသွားမယ်ဆိုလို့ရှိရင်ရန်တန်တယ်